ဘေဘီနဲ့ရှစ်ခံရပေမဲ့လည်းပလိမာရီကိုတကွက်ပြလိုက်တဲ့အောင်စဘူးပရိသတ်ကြီးအောင်စဘူးကတော့ဘယ်မင်းသမီးတွေနဲ့ရှစ်နေပါစေမဖြေရှင်းမဲလုံရက်နဲ့တက်တည်ပြလိုက်ပြန်ပါပြီနော်တသက်ဆမင်းသမီးလေးဘေဘီနဲ့အင်ချီဖက်နဲ့နှစ်ချက်ဆင်တူဖြစ်ပြီးတော့နာယီပါဆင်တူဖြစ်နေတော့ပပရာဇီတွေကအစုံထောင်းမျက်စိနဲ့မိသွားကြတာဖြစ်ပါတယ်တခြားသောပစ္စည်းတွေတူနေပေမဲ့လည်းဝတ်ထားတဲ့အင်ချီပါဆင်တူဆိုတော့ပရိသတ်တွေပေးစားတာမဆန်မှုဖြစ်သွားတာပါဒါပေမဲ့လည်းမင်းသမီးဘေဘီကသာမဟုတ်ကြောင်းပြောနေပေမဲ့အောင်စဘူးကတော့သူစင်ငယ်ဖြစ်ကြောင်း profile နဲ့တက်တည်ပြလိုက်ပါပြီ Facebook bio မှာစင်ငယ်ဆိုပြီးပြူးနေအောင်ပြထားတာမလို့ပေးစားတဲ့သူတွေကိုတကွက်ပြလိုက်တာဖြစ်ပါရဲ့နော်မင်းသမီးဘေဘီနဲ့ဇကားရိတ်တာနဲ့ပေးစားခံလိုက်ရပြီးတော့တခြားသောရိုက်သမျှမင်းသမီးတွေနဲ့ထပ်ပြီးတော့ပေးစားခံရမလားနော်အနုပညာရှင်တွေတိုင်းကအဲ့ဒီရှစ်ကြတဲ့ဒဏ်ကိုခံနေရတာမလို့အားလုံးမေးဒီလိုကိစ္စတွေကတော့ဖြုံတောင်မဖြုံလှပါဘူးဒီတော့ပရိသတ်ကြီးအနုပညာရှင်တယောက်ဖြစ်ပြီးဆိုရင်တော့ဟိုမင်းသမီးဒီမင်းသမီးနဲ့ပေးစားခံရတာမဆန်းတာမလို့ကြိုက်တဲ့မင်းသမီးနဲ့ရှစ်ဒိုမင်းသားလေးကတော့လန်းလာပဲဖြစ်မှာပါနော်မှတ်ချက်လေးတွေကိုလည်းပြပြခဲ့ကြပါအောင်ရှင်အောင်စပူရဲ့အသက်အရွယ်ကငွေရှာပြီးတော့မိဘကျေးဇူးဆက်နေတာမလို့ကောလာဟလာဆိုတာကတော့မကြခင်ပြီးတော့မှာပါရှင်